အားလုံးပဲမင်္ဂလာပါဗျ။ကျွန်တော်ရဲ့ Hori English with me ဆိုတဲ့ channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာကျွန်တော်ဒီနေ့မှကျွန်တော်တို့အစာစားတာနဲ့ပတ်သက်တဲ့ phrasal verb တွေကိုဒီနေ့မှာဖြစ်ပါတယ်။အဲ့ phrasal verb တွေကိုကျွန်တော်တို့BBC Learn English ကနေကျွန်တော်တို့ရှာကြည့်ထားတဲ့ကြည့်ပြီးတော့ကျွန်တော်တို့စောက်ထဲမှာရေးထားတယ်။ရေးထားပြီးတော့ကျွန်တော်စောက်ကိုကြည့်ပြီးပြပြပေးမှာဖြစ်ပါတယ်။အဲ့တော့တော်တော်ရအောင်ဗျ။ပထမဆုံးစကားလုံးလေးကတော့ snack ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။ snack ဆိုတဲ့စကားလုံးလေးကတော့အစာစားမိချာတစ်ခုခုကိုစားသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။သူကဘာလဲဆိုတော့အဘာမနဲ့စားနဲ့နေတဲ့စားချားမှာဆိုရင်စားတဲ့အစာလေးတွေကိုပြောချင်တာပေါ့နော်။အဲ့လိုအစာတွေကိုစားတယ်ဆိုတော့ပြောချင်တာပေါ့နော်။ဒီဥမာတွေကတော့ they are snacking on some crisps on the plane သူတို့တွေကဆိုရင်လေယာဉ်ပေါ်မှာအာလူကြော်တွေကိုစားနေတာလေပေါ့နော်။ဒီနောက်တဲ့စကားလုံးတစ်လုံးကကျတော့ taking ဒီအဓိပ္ပာယ်ကကျတော့ဘာလဲဆိုတော့အပါတရစားပြီးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီဥမာလေးကကျတော့ the food smells delicious they couldn't wait to take it the food smells delicious စားတော့ရဆိုရင်တဲ့ဒါသာရှိမှအနံလေးပဲတဲ့ they couldn't wait to take it ဘာလို့ဒီအပါတရစားဖို့မဆောင်နိုင်တော့ဘူးဆိုပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့တော့လုံးဝကျတော့ eat ကကျတော့ဘာလဲဆိုတော့ကိုအောင်စားသည်ပေါ့နော်ကိုယ့်ရဲ့ပကံထဲမှာရှိတဲ့အရာတွေကိုကိုအောင်စားတယ်ဆို eat ဆိုတဲ့စကားလုံးသုံးတယ်ပေါ့နော်သူ့ကိုသုံးပြတဲ့ပုံမျိုးရှိရပေါ့နော်ပထမတစ်မျိုးက eat ဆိုပြီးသုံးရတယ်ဒါမှမဟုတ် eat something else ဆိုပြီးသုံးလို့ရသေးတယ်ပေါ့နော် okay ဒီဥမာလေးကကျတော့ဘယ်လိုလဲဆိုတော့ you'd better eat up all your vegetables before you leave the table ဒီစပွဲကနေဖမ်းသားခြင်းတဲ့ပင်ရဟင်းအင်းရွက်တွေအားလုံးကိုတဲ့ကိုအောင်စားသွားရင်ပိုကောင်းမယ်ဆိုပြီးဖြစ်တယ်ပေါ့နော်okay နောက်တစ်လုံးကျတော့ pick out ကကျတော့ဘာလဲဆိုတော့အများအပြားစားသည်ပေါ့နော်သူ့ရဲ့ဥမာလေးကကျတော့ after the long hike she picked out on sugary donut a long hike ဆိုတော့ခီးဆိုတာပေါ့နော်ခီးရုံတော့တောင်တက်ခီးတွေပဲအဲ့လိုမျိုးတော့ခီးတက်ပြီးတဲ့နောက်မှာshe picked out on a sugary donut သူကဆိုရင်အချိုလေးပါတဲ့ဒီ donut မုန့်တွေကိုတဲ့အပါတရစားတယ်eat out ဆိုတာအိမ်ပြင်ကိုထွက်ပြီးစားတာပေါ့နော်အိမ်ပြင်ထွက်စားပြီးသူ့ရဲ့ဥမာလေးဆိုတော့ they had no food in the fridge so they decided to eat out သူတို့ရဲ့ရေခဲတက်တာတွေမှာစားဖြူတဲ့ဒါကြောင့်သူတို့ကအိမ်ထွက်ပြီးစားတယ်ပြီးဖြစ်တယ်ပေါ့နော် okay အဲ့တော့ဒီ phrase တွေတော့ရောက်ပါပြီကျွန်တော်တို့နောက်ဗီဒီယိုမှာမကြခင်မှာကျွန်တော်ညတစ်ခုဖွင့်မှာတော့မှတကယ်လို့အဲ့ကျွန်တော်တက်ချင်တဲ့ဆိုကျွန်တော်ရဲ့ဒီ comment box လေးမှာဆိုရင်high ပေးထားခဲ့ကြပါကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြမှာဗျအားလုံးကိုကျေးဇူးတင်ပါတယ် bye bye